Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်Ziki ဖြစ်ပါတယ်ဒီ channel လေးကတော့ကျွန်တော်အခုမှစထောင်ထားတဲ့ channel လေးပေါ့နော်ဒါကလည်းပထမဦးဆုံး video ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ video edit တာတွေရောကျွန်တော်ရဲ့ဒီ voice အတန်တွေရောပေါ့နော် error တခုခုဖြစ်တာလေးတွေရှိလို့ရှိရင်လည်းသိခံပေးဖို့ပထမဦးဆုံးတောင်းပန်ချင်ပါတယ်ခင်ဗျပြီးတော့ဒါကျွန်တော်ရဲ့ပထမဦးဆုံး video တင်ခြင်းဖြစ်ပါတယ်video လေးထဲမှာ error လေးတွေအမှားလေးတွေပါခဲ့တည်ရှိတော့ကျွန်တော်ကို comment ထဲမှာဝေဖန်အကြံပြုနိုင်ပါတယ်ပေါ့နော်ဒီနောက်ပိုင်းဆိုလို့ရှိရင်လည်းဒီကျွန်တော် Photoshop နဲ့ပတ်သက်တဲ့ tips and trick လေးတွေPhotoshop update မှာပါလာတဲ့ဟာလေးတွေပေါ့နော်ဘယ်လိုအသုံးပြုရမလဲဒီ Photoshop နဲ့ပတ်သက်တဲ့ knowledge sharing လေးကိုကျွန်တော်နေ့တိုင်းလုပ်ပေးဖို့တော့အစီအစဉ်နေ့တိုင်းလုပ်ပေးဖို့အစီအစဉ်ရှိပါတယ်ပေါ့နော်အခုတော့ဒီကျွန်တော်တို့ Photoshop မှာ colorize လောက်တာလေးပေါ့နော်ဒီ lighting cat နေတဲ့ပုံလေးတွေကိုကျွန်တော်ဒီ normal skin tone လေးဖြစ်သွားအောင်ဘယ်လိုလုပ်လဲဆိုတော့ကိုကျွန်တော် test video လေးနဲ့အရင်စမ်းတင်ကြည့်တာပေါ့နော်နောက်ပိုင်းကျလို့ရှိရင်လည်းဒီထက်ပိုကောင်းတဲ့ knowledge share နည်းတွေထပ်တင်ပေးဖို့ရှိပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဆို video လေးကိုစောင့်အောင်ကြည့်လိုက်ပါဦးနော် Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်Zikiပါကျွန်တော်ဒီနေ့ Photoshop tip လေးတစ်ခုနဲ့ message ပေးချင်လို့ပေါ့နော်အဲ့ဒါတော့ပုံမှန်ကျွန်တော်တို့မျိုးကတ်နေတဲ့ lighting တွေပေါ့နော်ဒီလိုအယောင်လေးတွေကိုကျွန်တော်တို့ဖယ်ပြီးတော့ normal skin တောင်းအတိုင်းရအောင်ဘယ်လိုလုပ်မလဲပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော် camera raw ထဲမှာလည်းတစ်ချိန်လို့ရတယ်ပေါ့နော် menu တွေအဲ့ဒါမဲ့ကျွန်တော်တော့လုံးမချိန်တော့ဘူးဒီ Photoshop မှာပုံမှန်ပါတဲ့ AI နဲ့ပဲကျွန်တော်လုပ်ပြနေပါတော့အရင်ဆုံးကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ layer ကိုကျွန်တော်တို့ပွားလိုက်မယ် 1.1A G အဲ့ဒါနဲ့ပွားလိုက်မယ်ပွားပြီးလို့ရှိရင်ကျွန်တော်ဒီ filter ထဲမှာ neural filter ဆိုတာရှိတဲ့ account လေးကိုနှိပ်လိုက်မယ်ဒီထဲရောက်သွားလို့ရှိရင်ဒီထဲမှာဟိုဘက်အောက်နားလေးမှာ colorize ဆိုတာရှိတယ် colorize လေးကို on ပေးလိုက်ပါနော် Okay အဲ့ဆိုလို့ရှိရင်အဆင်ပြေပါပြီတော့ဒီမှာဆိုလို့ရှိရင်လည်းတော့ auto color image ဆိုတာရှိလို့ကိုယ်စိတ်ကြိုက်ကားတွေကိုလည်းပြန်ချိန်လို့ရတယ်ပေါ့နော်အခုဒါဒီပုံမှာ saturation နဲ့ cyan နဲ့ red တွေ magenta green yellow blue အကုန်ပေါ့နော်ကိုယ်စိတ်ကြိုက်ပြန်ချိန်လို့ရပါတယ်ခင်ဗျဒီမှာ output as a new color layer ဆိုလို့ရှိရင်ကျွန်တော်အမှန်ချစ်ပေးလိုက်မယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ဒီပုံကို new layer အနေနဲ့စေသွားပေးမယ်ပေါ့နော်တော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီ color တောက်ကိုပဲစေသွားပေးတာเนาะဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ကောင်း okay ပေးလိုက်မယ် Oh yes okay ပေးလို့ရှိရင်ကျွန်တော်ရဲ့ပုံက normal skin tone normal color ဖြစ်သွားပါပြီဒီ detail တွေဘာညာတွေကြတော့လေသူကတော့မလျော့အောင်ပေါ့နော်ပုံမှန်အတိုင်းပါပဲအကုန်လုံးကတော့အကုန်လုံးကတော့ပုံမှန်အတိုင်းပဲဒီမှာပြောင်းလဲသွားတာလေးပါခင်ဗျနည်းနည်း color လေးနည်းနည်းပါလာလို့ကျွန်တော်ဆိုလို့ရှိရင် opacity လေးကိုကစားလိုက်ပါနော် okay ကဲပါโอเคအဲ့ဆိုကျွန်တော်နောက်တစ်ပုံနဲ့ဆန်ပြပေးမယ်နောက်တစ်ပုံမှာကြာတော့လေဒီကောင်ကို command A နောက်တစ်ပုံမှာကအဲ့လိုမဆန်းတော့ဘူးကျွန်တော် action painting နည်းကိုလုပ်ပြရမှာနော်ဒါဒီလိုမျိုးမှာကျွန်တော်ကဟိုခုနကလို layer တွေပွားဒီ filter တွေကိုသွား new filter ထဲမှာ colorize ကို on ဘာညာမလုပ်တော့ဘူးကျွန်တော်တို့ဒီကောင်ကိုလုပ်မယ်ဆိုလို့ရှိရင် command A command J ပေါင်းလိုက်မယ်ပေါင်းပြီးသွားဆိုလို့ရှိရင်ဒီမှာ action ဆိုတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကaction group အသက်ထပ်ဖွင့်မှာပါဒီမှာတော့မိတ်ဆွေတို့ကြိုက်နေတဲ့နာမည်ကိုကျွန်တော်နာမည်လေးပဲထည့်လိုက်မယ်ဟုတ်ပြီပြောလို့ရှိရင်အဲ့ဒီအောက်မှာဒီကောင်က folder ဆောက်လိုက်တာ folder ဆောက်ပြီးမှဒီမှာတော့ action set လေးထပ်ထည့်ရပါတော့ action set မှာဒီကောင်ကဘာလုပ်မလဲဆိုလို့ရှိရင် colorize လို့ပဲမှတ်ထားလိုက်ပါတော့ colorize ဟုတ်ပြီ colorize မှာကျွန်တော်ဒီမှာအနီရောင်လေးပြနေပြီဆိုလို့ရှိရင်အနီရောင်လေးအဲ့လိုမျိုးပြနေဆိုတော့ action မှတ်တာပေါ့နော်သူက action record လုပ်နေကျွန်တော် action record ကဘယ်ရစလုပ်မလဲဆိုလို့ရှိရင် layer အရင်ပွားမယ် A man J ဟုတ်ပြီအဲ့ဆိုလို့ရှိရင်သူက selection ပေးလိုက်တယ်ပြီးရင် layer ပွားလိုက်တယ် layer ပွားပြီးရင်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ filter ထဲမှာ neural filter တွေကိုသွားမယ်အဲ့ဒီမှာကျွန်တော်တို့က default colorize ကိုပဲ open ပေးလိုက်မယ်သူက action မှတ်လိုက်ပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့ဒီမှာတစ်ချိန်လည်းရှင်တစ်ပုံနဲ့တစ်ပုံမတူတော့ဘူးပေါ့နော်အဲ့ဒါတခုတော့မှတ်ထားစေချင်တယ်ဆိုရှင် okay ပေးလိုက်မယ်အဲ့ဆိုလို့ရှိရင်သူကပုံထွက်လာပါပြီဆိုလို့ရှိရင်ဒီကောင်လေးကိုဒီနားလေးမှာ record ကို store လိုက်မယ် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ colorize လေးက action အနေနဲ့ရှိသွားပြီပေါ့နော်နောက်တစ်ပုံကျလို့ရှိရင်ကျွန်တော်တို့ဟိုတဆင့်နေသွားကြမလို့တော့အဲ့ဆိုလို့ရှိရင်ကျွန်တော်စမ်းပြရမယ်ကျွန်တော်
ဒီပုံမှာဆိုလို့ရှိရင်လည်းဒီလိုပဲအဲဆိုလို့ရှိရင်ကျွန်တော် action button လေးကိုဖွင့်မယ်ဖွင့်လို့ရှိရင် colorize လေးကိုပလေးပေးလိုက်မယ်အဲဆိုဒီမှာတစ်ဆင့်ချင်းသွားနေပြီနော်ဟောမြန်တယ်လို့ဟုတ်ပြီအဲဆိုကြည့်လိုက်မယ်ဒီပုံမှာကျတော့သူက noise လေးပါတယ်ပေါ့နော် noise လေးပါတယ်ဆိုတော့လည်းကျွန်တော်စ down ကလေးကိုကဒီမှာပေါ့နော်ဒါသူရဲ့ original ပုံမှာတော့ noise လေးတွေထားနေတယ်ဗျာအဲကျွန်တော်သူက noise လေးတွေဝင်လာတာပါဟုတ်ပြီနောက်တစ်ပုံကျွန်တော်ဆက်သွားပေးမယ်နောက်တစ်ပုံဆိုဒီပုံဆိုတော့ခဏအတိုင်းပဲကျွန်တော်တို့ colorize ဆိုတဲ့ action လေးကို run လိုက်မယ်မှန်သွားပြီပေါ့နော်ဒီမှာလည်းဒီလိုပဲ noise လေးတွေဝင်နေတယ်ဟုတ်တယ် noise တွေကကျတော့ကျွန်တော်ရဲ့ဒီ original ပုံမှာလေးကကျွန်တော်စ down နေတယ်သူကဒီမှာ noise လေးတွေထားနေတယ်လေအဲ့ဒါကြောင့်မို့ပါအဲ့ဆိုလို့ရှိရင်ဒါတွေအကုန်လုံးကဒါကျွန်တော်တို့ one click တဲနေပေါ့နော်အတိအကျကြီးမှန်လားဆိုတော့တစ်ခါကျလို့ရှိရင်တော့မမှန်ဘူးပေါ့နော်ဒါပေမဲ့ပုံတိုင်းလို့တော့မှန်ပါတယ်ကျွန်တော်ဒီပုံ100မှာဆိုလို့ရှိရင်98ပုံလောက်တော့မှန်တယ်စင်ပြေပါတယ်ခင်ဗျဒီမျိုးဒီ resolution တော့ original တဲ့ resolution ကောင်းနေတဲ့ပုံတွေတခြားကြောက်နေတဲ့ပုံတွေကြာရင်တော့ဘယ်လိုပဲလုပ်တခြားတော့ဒီတိုင်းဆက်ရှိနေမှာပါအဲ့မှာမိတ်ဆွေကဟိုလုံးဝ detail ကြာကြီးလိုချင်တယ်ဆိုလို့ရှိရင်ဒီ layer ကိုပဲခုနက colorize လုပ်တဲ့ layer ကိုပဲဒီထဲမှာဟိုအောက်မှာ color ဆိုတာလေးကိုရှိရပါတော့အဲ့ဒီ color လေးကိုယူလိုက်ပါ color လေးယူလိုက်ရင် तू ကဘာလုပ်တာလဲဆိုလို့ရှိရင်ဒီတပုံလုံးမှာ तू ကတပုံလုံးကိုမယူတော့ဘူးဗျာသူရဲ့ဒီ color နေရာလေးတွေကိုပဲ तू ကကွက်ပြီးယူသွားပေးတာပေါ့နော်အဲ့လိုမျိုးပါโอเคပါကျေးဇူးတင်ပါတယ်ခင်ဗျ